ကောင်မလေးကခင်ဗျာကျွန်တော်နဲ့အိမ်နီးနားချင်းဟုတ်လားသူမိပါရေရာစားကျွန်တော်အားထားတာပြောဦးရကျွန်တော်ပြောလို့ဆိုလို့ပြင်ပြီးတယ်လို့ချင်းငါပြောလို့လိုက်ပြောစမ်းမှာဘာပြောอ่ะတေချာလို့လားဟောတေချာပါတယ်ဆိုမှာကပြောအဖေကိုရှဲတို့ရဲ့ပြောမင်းဒီရုပ်ကိုအဖေဆဲတို့ပြောဟာလေဒီရုပ်ကိုအဖေဆဲတို့နင်မပြောဘူးလားမပြောနင်ဘာလို့ပါအဖေခေါ်တာဘာဖြစ်လားဒါပဲပေါ့အဖေကိုရှဲတို့ရဲ့အဖေကိုရှဲတို့ရဲ့ဒါကောင်မလေးကနင်ပြည့်ဖက်မှာဟိုကျွန်တော်အမေလေအဖေကိုရှဲတို့ရဲ့ပြောမင်းဟုတ်စားတဆင့်နဲ့ကမြင့်လာပြန်မင်းရလေအဖေဆိုလဲလုံးလောက်ပြီလေကျွန်တော်အမေလင်ကိုရှဲတို့ဆိုတော့ဒါလေးပြောပြောစားမပြောနဲ့ကိုလည်းစိတ်ကလည်းတိုးကြအဲ့ခြေတော့ဖြတ်ပြီးမှတော်တော်စိတ်တိုးနေမရဘူးဘာပြရတယ်ခါလဲဟုတ်မပြောဟာငါကျွန်တော်အမေလင်ကိုရှဲတို့ရဲ့ဟိုကျွန်တော်အမေဘေးနားမှာကွဲလေးနေတဲ့အဖေကိုရှဲတို့ရဲ့ပြောအဲ့ဒါလွန်လာပြီကောင်လေအဲ့ဒါတော့မင်းလွန်ပြီကွာကွဲအိတ်တာပဲဘာဖြစ်သေးလို့လဲရအမေဘာလုပ်လို့ရလဲဟုတ်တယ်ဘာလုပ်လို့ရဟုတ်လားကွဲလေးအိတ်အောင်နေအိတ်တာဟုတ်ကျွန်တော်အမေရဲ့ဘေးကွဲလေးအိတ်နေတဲ့အဖေကိုရှဲတို့ရဲ့ပြေးကိုဖက်မှာစိတ်တိုင်းကြမှာပါအဖေကိုရှဲတို့ကအဖေကိုရှဲတို့ကမေသူကျော်လေးကိုယူဆိုရင်ယူပါမယ်ယူဆိုရင်ယူပါမယ်မယူနဲ့ဆိုရင်မယူပါဘူးမယူနဲ့ဆိုရင်မယူပါဘူးမယူနဲ့လားမယူကဲမှတ်တာတဏှာယူခမ်းမှာကောင်းတာနော်တကယ်လို့ရင်းတဏှာယူခမ်းမှာကောင်းတာကျွန်တော်ရှိတယ်ကိုကျွန်တော်ရအောင်ပြောပေးမယ်လာပြန်မျက်ပြူတကယ်ပြောတာငါဘက်ကိုရောက်ပါမလားကိုစီရမှာစိတ်ချကိုစီကိုရောက်ကိုပို့လိုက်မယ်ကိုငါထင်ကိုမတင်ဘူးဗျရအောင်ကိုပို့လိုက်မယ်သုံးကလို့ကောင်မလေးကကိုပွေ့ပြီးတော့ခေါ်သွားမှာဟောငါသုံးကလှုပ်လိုက်ရင်ဟုတ်ပြီဟုတ်လေသူခိုင်းတယ်ကိုလှုပ်လေကျွန်တော်စကားကိုနားထောင်လေလေကျွန်တော်ပြောတာလေးလို့ကျွန်တော်ခိုင်းတယ်ငမောရေတော့ဘဟေဆိုကိုမောအောင်မလေးဆရာရဲ့စပ်ဖြင်းပြင်းကြီးဟောဒါလေးပဲပြောရမှာကျွန်တော်သုံးကလှုပ်လိုက်သုံးကလေးပဲဟုတ်ပြီသုံးကလေးဒါလေးထိုင်ဒီဘက်ကလေးထောက်တာဟုတ်ပြီကျွန်တော်ကကိုမရေတော့ဘဟေဆိုအောင်မလေးဆရာရဲ့စပ်ဖြင်းပြင်းကြီးငါလိုက်တာစပ်ဖြင်းပြင်းကြီးသုံးကပဲလို့ကောင်မလေးပြေးပဲဟုတ်ကဲ့ဟုတ်ပြီကိုမရေတော့ဘဟေအောင်မလေးဆရာရဲ့နာလိုက်တာစပ်ဖြင်းပြင်းကြီးကောင်မလေးကကြည့်နေပြီလက်ကြည့်နေပြီစိတ်နဲ့ကြမယ်ကိုမရေတော့ဘဟေအောင်မလေးဆရာရဲ့နာလိုက်တာစပ်ဖြင်းပြင်းကြီးပြုံးနေပြီခြေလမ်းနေပြင်းနေပြီဟုတ်ပြီကိုမရေတော့ဘဟေအောင်မလေးဆရာရဲ့နာလိုက်တာစပ်ဖြင်းပြင်းကြီးဦးကြီးနဲ့ဦးမောကဘာဖြစ်ပြန်ပြီလဲဘာမှမဟုတ်ဘူးကိုမောကိုလက်ခေါင်းဖြတ်ပေးနေတာလေမင်းဖြတ်စရာမလိုပါဘူးငါသေခွေးပြင်းနေငါကူပါမယ်ကိုမောအလကအသားလိုလို့အယိုးတောင်းတာကိုငိမ့်ညသားယူလို့ကိုငိမ့်ညကောင်လေးကစကားမပြီးကျွန်တော်ပြောသလိုလားလှုပ်ကောင်မလေးနဲ့ကျိန်းနေညာတကယ်ပြောတယ်နော်ညာတွင်းချင်းတော့လက်ထက်ကမကြဒါမဲ့ရုပ်ကလေးကတနာတရားရုပ်ကလေးဖြစ်အောင်တနာတရားရုပ်လက်ကလေးကိုဒီလိုခွင်လိုက်ဟုတ်ကဲ့ရုပ်ပါဟုတ်ပြီအောင်ရွက်ပြီးတော့အမေရိုးကြပါဦးဗျာသုံးပါပဲလို့ကောင်မလေးလုံးကြပါဦးဗျာပြောနေပဲကောင်မလေးကကောက်ယူမှာပြေးပြီးပတ်နှောင်းမှာလွယ်လေးပြေးအောင်နဲ့ဒိန်းအောင်ရာဖြည်းဖြည်းလုံးတော့ကောင်မလေးပြောတာအရာမဖိုက်နိုင်ကိုကြီးညာရားတတ်တယ်သိတယ်လို့ဒါကကြောင်မြက်လူတွေမှသိတာအမေလေးဟုတ်ပြီအမေလေးလုံးကြပါဦးဗျာဟုတ်ပြီနဲ့လိုက်ပြီလာပြီတခါအောင်မလေးရလုံးကြပါဦးတခါရှိပြီနောက်တခါပြေးတော့ပြေးလာတယ်ဖြည်းဖြည်းဖက်လို့ပြေးလာတော့အောင်မလေးရလုံးကြပါဦးတခါရှိပြီလာပြီသုံးကဖက်မနော်အောင်မလေးရလုံးကြပါဦးဦးတို့ဘာဖြစ်နေတာတော့ဘာမှပြတာမဟုတ်ပါဘူးအဲ့ဒါ9ယောက်ခမကြီးထမ်းမေမောပြုတ်ကြလို့ဘာဘောတန်းလည်းကဲတကယ်လူကြီးတွေဟဲ့ဒီ4ယောက်စလုံးပဲ4ယောက်စလုံးကတော့ဒါကန်စိုးမဲ့နဲ့ရမယ်ကန်စားမဲ့ကျွန်တော်ပြောလို့သုံးကလို့ကောင်းမလေးကသူချစ်တဲ့သူကိုသူကသူရွေးချယ်ပိုင်မှုရှိတယ်သူချစ်တဲ့သူကိုသူပြေးဖက်ပြီးတော့ခေါ်သွားလိမ့်သူ4ခါလုံးလို့မရဘူးသုံးခါမရဘူးအဲ့လောက်ပဲကောင်းမလေးကကျမ်းမာရင်မကောင်းဘူးနော်ဟုတ်ပြီနော်3ခါပဲနော်4ခါမရ3ခါပဲနော်ဟိုဘက်ကိုသွားလိုက်ဟိုဘက်ကိုသွားဖြစ်ပါလားဘသူတွေ4ယောက်စလုံးကျွန်တော်ခိုင်းတဲ့အတိုင်းလို့ကျွန်တော်ပြေးဆိုရင်ပြေးဝစ်ဆိုရင်ဝစ်3ခါပဲလို့ကောင်းမလေးကြိုက်တဲ့လူကိုပွေ့ထုတ်သွားလိမ့်ဟုတ်ပြီနော်အစင်းနဲ့ပြင်တာကိုမလေးကမလေးနှခမ်းမွေးကိုအသေးရနေတာငါ့ကိုဖြစ်မယ်ငါ့ကိုပြောတာပါတတ်မယ်ပြေးတော့ငါပြေးလို့ရပါဘူးကြာမရှိပြေးဆိုရင်ပြေးဝစ်ဆိုရင်မလို့ချင်ဘူးလားမလို့ချင်ဘူးလားလို့ချင်တယ်ချောင်းပြေးတတ်မယ်1 2 3ပြေးဝစ်ကောင်းမလေးကြည့်နေပြီပြေးအားဆောင်ရပါဝစ်မရှဲတော့တတ်နေတာပြေးငါသိတယ်ရှဲတော့
ဆရာညိပွဲကြီးကပြီးဆုံးတော့မှမဟုတ်လို့လေသမီးကရှူစားအပြင်းနေကြတဲ့ပြိတ္တကြီးကိုကျေးဇူးတင်ပါတယ်လို့ပြောကြရင်းနဲ့ထပ်ဆက်လိုက် နေတယ်မနေတယ်မနေတယ်ဘာလို့အဲ့ဘာလို့ လုတ်ကြပါဦးဟာ အဲ့ဘာလို့ ညညလုတ်ဟုတ်လေဟုတ်သမီးလေးမေးသူကျော်သမီးလေးကဆေးကြောင်းနေလို့ညင်းတယ်မပြောနားမလဲဘူးဆိုတော့ဦးကနားသဘောပေါက်တယ်ဒါပေမဲ့အညင်းရဲ့သုံးတယ်ဦးလို့ပြောတယ်နှုတ်ဆက်စကားပြောဆိုဦးညင်းညန်းရေဦးမော့ရေဦးရှဲတို့ရေကိုရင်းနောင်ဦးဘေးတို့ကဒူးရှင်တွေနှုတ်ဆက်စကားတွေအဲ့လိုပြောရတယ် တော့နှုတ်ဆက်နေတာပဲ အမေကတော့မပြောတာဘာလို့မပြောတော့ဘူးလား နင်းရတယ်တို့နင်းကပြောနေတာလေးရှောက်ပြောနင်းဘေးနားမှာတို့ကရက်နေတို့ကအမျောကောင်းကြီးကြာနေတာ ဟုတ်တယ်ဗျာ ဘာလို့အဲ့ဒါ ဦးတို့ကလည်းဘာမှလည်းမသိ ဘာမှမသိတော့ဈေးခေါ်သွားတယ်တွေ့လားဝယ်ပါယူပါနဲ့ကြောက်ဝဲတယ်ဟုတ်ပါမင်းလိုက်